မင်္ဂလာပါဒီနေ့စနေနေ့ညမှာကစားမဲ့ပွဲစဉ်တွေက win rate အများဆုံးဖြစ်မဲ့အသေးချာဆုံး10ပွဲစဉ်3ပွဲကိုတင်ဆက်ပေးချင်ပါတယ်ပထမဆုံးပွဲကတော့အီတလီ Serie A ကကိုမိုနဲ့လက်ချီပွဲပါအဆင့်6ကကိုမိုဟာအိမ်ကွင်းမှာအဆင့်18ကလက်ချီကိုဧည့်ခံရမှာဖြစ်ပြီးကိုမိုအသင်းအနေနဲ့ဥရောပတနေရာစာအတွက်ထိုက်တန်တဲ့ခြေစွမ်းရှိကြောင်းသက်သေပြဖို့ရှိတာကြောင့်ကိုမိုအတွက်အတော်လေးတေချာတဲ့ပွဲပါဒုတိယပွဲကတော့လာလီဂါထိပ်ဆုံးကဘာစီလိုနာနဲ့ဗီလာရီယယ်ပွဲပါအဆင့်တကဘာစီလိုနာဟာအိမ်ကွင်းမှာအဆင့်3ကဗီလာရီယယ်နဲ့ကစားရမှာဖြစ်ပေမဲ့ဘာစီလိုနာနေဖြင့်အမှတ်ပေးဖလားရယူရန်အကောင်းဆုံးအခွင့်အရေးနေဖြင့်အိမ်ကွင်းမှာအမားခံမှာမဟုတ်ပါဘူးနောက်ဆုံးပွဲကတော့ပရီးမီးယားလိဂ်ကလီဗာပူးနဲ့ဝက်စ်ဟမ်းပွဲပါအဆင့်6ကလီဗာပူးဟာတန်းဆင်းဆောင်နာကဝက်စ်ဟမ်းအဆင့်18နဲ့အန်ဖီမှာကစားရမှာဖြစ်ပြီးနောက်ဆုံးတွေ့ဆုံမှု10ကြိမ်မှာတစ်ကြိမ်သာတည်ကြထားပြီး9ကြိမ်တီးတီးဝက်စ်ဟမ်းကိုအနိုင်ယူထားနိုင်တဲ့အတွက်လီဗာပူးနိုင်ကတော့အတော်လေးဆဲဖြစ်ပါ